ခေါင်းစဉ်တောင်ထိပ်ကဘီလူးညစ်ဩကွက်ရှာပုံတော်ရွာရဲ့အရှိပဲတောင်မြင့်ကြီးပေါ်မှာဘီလူးကြီးဥကန်တော်နေထိုင်ပါတယ်ရှေးတုန်းကတော့ဒီဘီလူးကြီးဟာရွာထဲကနွားတွေကိုခိုးစားတယ်လူတွေကိုချုပ်တယ်ပေါ့ဒါပေမဲ့အခုခေတ်မှာတော့ဥကန်တော်ဟာနွားလည်းမစားတော့ဘူးလူလည်းမချုပ်တော့ဘူးသူ့လက်ထဲမှာတုတ်ကြီးအစားခဲတံတစ်ချောင်းနဲ့စားအုပ်တအုပ်ကိုပဲကင်ထားတော့တယ်အပိုင်းတိတ်နားချက်တက်ထားတော့ဘီလူးတနေ့မှာရွာသားတယောက်တောင်ပေါ်ထန်းခုတ်တက်ရင်ဘီလူးကြီးလည်းဂူးရှိရောက်သွားတယ်ဘီလူးကြီးကဂူးရှိမှာကြောက်တုံးကြီးတတုံးကိုစားခွဲလုပ်ပြီးအသေးအတန်စရင်တွက်နေတာနားထဲမှာလဲရွာထဲကခိုးလာတဲ့ရေဒီယိုဟောင်းလေးကိုနားချက်နဲ့နားထောင်နေတယ်ဘီလူးကြီးကတောက်ပြီးခဲ့တဲ့အပတ်က3ထိတ်လာမယ်ဆိုတာသိသားပဲငါက4ထိတ်ကိုသွားအော်မိလို့ဒီတခါတော့မလွဲစေရဘူးရွာသားကကြောက်ကြောက်နဲ့မေးလိုက်တယ်ရွာသားကအဖဘီလူအဖကလူသားစားရမှာမဟုတ်ဘူးလားဘာလို့ကနန်းဒီလိုက်တွက်နေလားလဲဘီလူကြီးကအေးငါတူရာအခုခေတ်ကလူသားစားလို့မဝတော့ဘူးတူးတီပေါင်းမှငါစားခြင်းနဲ့စင်သားကင်းဝေစားလို့ရမှာအခုတော့ငါမှအိတ်ကက်ပြက်လို့တောင်ပေါ်ကတစ်ဦးတစ်ဖူဒီပဲစားနေရတယ်အပိုင်းနဲ့တောင်အောက်ဆင်းပြီးတိုင်ရှာခြင်းဘီလူးကြီးဥကန်တာဟာညနေ4နာရီခွဲမှာပေါက်မဲ့ကနန်းအတွက်တောင်အောက်ကိုခိုးဆင်းလာပါတယ်သူကလူယောင်ဆောင်ထားပေမဲ့သူ့ရဲ့အဆွဲနှစ်ချောင်းမှတော့ထွက်နေတော့မယ်သူကရွာသေးကအတိုင်းဖြစ်တဲ့ဥကတ်စေးအိမ်ကိုသွားပါတယ်ဟေးလူမျက်နှာဖုံကြီးချွတ်ဆမ်းမှာဘာလို့အဆွဲတွေထွက်နေရလဲဘီလူးကြီးကဒါမျက်နှာဖုံမဟုတ်ဘူးဗျာအဆွဲအစ်စ်အဘိုးစကားမပြောနဲ့ငါမှပါလာရဲ့ဒီရွှေတုံးကိုယူထားပြီး88ကို350ဖို့ရိုက်ပေးစမ်းဥကတ်စေးလေရွှေတုံးကိုမြင်တော့မျက်လုံးအယောင်တောက်ပြီးရိုက်ပေးတိုက်ကပေါ့ညနေ4နာရီခွဲရောက်တော့ထွက်လာတာက89တလုံးတည်းကတ်လွဲသွားပြန်နေအပိုင်း3ဘီလူးဟုတ်တန်နဲ့တိုင်ပြေးချင်းဘီလူးကြီးဟာဒိုးသားထွက်လို့တောင်ကျစ်တော်ကနေဘုံဘုံလဲအောင်အိုးဟောက်ပါတော့တယ်ရွာသားတွေကတော့မိုးချိုးဖြစ်တဲ့ထင်နေကြတာဘီလူးကြီးကတောင်တလုံးနဲ့ကတ်လွဲရတာငါဘဝမှာအကျဉ်း1000ရှိပြီငါအဆွဲနှချောင်းဝင်ပေါင်းပြီး8လို့တွက်မိတာမှားတာပဲအဆွဲကြားမှာလျာတစ်ချောင်းရှိတာကိုပါထဲ့ပေါင်းရင်ကိုးဖြစ်မှာပေါ့နောက်တနေ့မှာဘီလူးကြီးဟာဒေါ်ဒါတကြီးနဲ့ဥကတ်စေးအိမ်ကိုသွားပြန်တယ်ဒီတခါတော့သူကအဆွဲရောမျက်လုံးနီနီကြီးနဲ့ပါပြပြီးခြောက်တာပေါ့ဒါပေမဲ့ဥကတ်စေးကအိမ်မှာမရှိတော့ပါဘူးဘီလူးကြီးစီကရရဲ့ရွှေတုံးကိုယူပြီးမြို့ပေါ်ကိုထွက်ပြေးသွားပါပြီနီကုံအခုတော့တောင်ထိပ်မှာဘီလူးကြီးဥကန်တာဟာတူးဒီဒိုင်ရှာပုံတော်ဆိုတဲ့ဆိုင်းပုတ်ကြီးကိုကင်ပြီးထိုင်ငိုနီရရှာပါတော့တယ်ရွာသားတွေကိုလည်းမချောက်နိုင်တော့ဘူးညဆိုရင်တောင်ပေါ်ကနေ89လျော်စန်းဥကိစေယာဆိုတဲ့ဘီလူးကြီးရဲ့ညီးသွားစံကိုကြားနေရပါတော့တယ်တင်ငန်းစာဘီလူးထစ်လူထစ်တူးထီနှုံးလိုက်ရင်တော့တောင်ထိပ်မှာနေစရာအိမ်မရှိပဲဖြစ်သွားနိုင်ပါတယ်ဗျာဒီအပိုင်းကတော့ဒီလောက်ပါပဲအပိုင်းဆက်လေးလာမယ်နော်ခေါင်းစဉ်ဘုံပြောက်သွားတော့ဘလူးကြီးနဲ့တိုင်ပြန်လာခြင်းအပိုင်းနဲ့အဆွဲကျိုးတဲ့အထိအောမိတော်ညဥကစေးထပြေးသွားပြီးတလအကြာမှာရွာတဲကိုဘုံကနေပြန်ရောက်လာပါလေသူကမြို့ပေါ်မှာတိမ်တောင်းချီပေါက်လာတဲ့ဆိုရဲတည်င်းနဲ့အတူအလျော်အစားမှန်ကန်တော့တိုင်ကြီးဆိုပြီးဆိုင်းဖို့အတဲ့နဲ့ပြန်ဖွင့်တာပေါ့ဒီတည်င်းကိုတောင်ထိပ်ကဘလူးကြီးဥခန္ဓာကြားတဲ့အခါမှာတော့တစ်ဘလူးမျိုးနွယ်စုရဲ့ရွှေတိုက်ကြီးဘလူးကြီးဥခန္ဓာဟာဒေါသထွက်မဲ့အစားလောဘကရှေ့ကတက်လာပါ၏ဒီတခါတော့အရင်ရောအမျက်ရောပြန်ယူမဲဆိုပြီးသူတို့ဘလူးမျိုးနွယ်စုတွေရဲ့ဘိုးဘွားပိုင်းရွှေတိုက်ထဲကရွှေတုံးတွေကိုခိုးယူလိုက်ပါတယ်ပြီးတော့သူ့ရဲ့သက်လုံးရှင်တန်လာတဲ့အဆွဲတစ်ချောင်းကိုပါနှုတ်ပြီးအပေါင်ဆိုင်ပို့လိုက်ပါတော့တယ်ဘလူးဘရင်ကဂန္ဓမင်းဘိုးဘွားပိုင်ရွှေတွေကိုဘာလို့မလို့လဲဥဂန္ဓကကျွန်တော်မျိုးတထေးဖြစ်အောင်လုံးမလို့ပါအရှင်ဖေမနှက်ဖြန်ညနေ4နာရီခွဲကြာ၏ဒီရွှေတွေက2စ3စဖက်လာမှာပါဥဂန္ဓဟာရွှေတုံးတွေအကုန်လုံးကိုဥကတ်ဆေးစီမှာ
66ဆိုပြီးပုံအောလိုက်ပါတယ်သူ့အဆွဲတစ်ချောင်းကျိုးသွားလို့ကြံတဲ့6တွေကိုကြည့်ပြီး66လို့ထင်တာပါနဲ့ဘုံပြောက်သွားသောဘလူးကြီးညနေ4 နာရီခွဲရောက်တော့ရေဒီယိုကလာပါပြီယနေ့ထွက်ကနန်းမှာ69ဖြစ်ပါတယ်ခင်ဗျာဥခန္ဓာဟာမျက်လုံးပြူးပြီးလဲကျသွားပါတယ်သူက6ကိုပြောင်းပြန်ကြည့်မိတာမှာဘလူးအတိုင်းဝိုင်းကရွှေတွေအကုန်ရှုံးသွားတဲ့တည်းကြားတဲ့အခါမှာတော့ဘလူးဘရင်ကဟဲ့ကောင်ကန်တာမီးဟာဘလူးမျိုးနွယ်စုရဲ့တိတ်ခါကိုချယုံတင်မကဘိုးဘွားပိုင်ရွှေတွေကိုပါထူးရီနဲ့ဖြုံးတီးဖြစ်တယ်မင်းကိုငါတို့တောင်ပေါ်ကနေနှင်းထုတ်လိုက်ပြီသွားလူတွေကြားမှာပဲသွားနေတော့ဥကန်တာဟာရွှေတွေအကုန်ရှုံးသွားတဲ့တည်းကြားတဲ့အခါမှာတော့3စင်းရဲသားဘလူးကြီးဤဘဝတိအခုတော့ဥကန်တာဟာတောင်ပေါ်မှာလဲနေစရာမရှိအဆွေကလည်းတချောင်းပဲကြံတော့တဲ့ဘုံပြောက်ဘလူးဖြစ်သွားပါပြီရွာပြင်ကဇီယတ်ဟောင်းလေးမှာခိုကနေရရှာတယ်သူ့မှာဝတ်စရာပစိုးတောင်မရှိတော့လို့တိရွက်တွေကိုပတ်ထားရတယ်ရွာတိုင်းတွေကတနာလို့ကျွေးတဲ့ထမင်းတို့ကလေးကိုစားရင်းနဲ့မှဥကန်တာကတောက်69တဲ့လား6ကိုပြောင်းပြန်လှန်ရင်ကိုဖူတာကိုငါကမေ့ထွာတာငါ့မှာအဆွဲကလည်းတချောင်းပဲရှိတော့တယ်နောက်တစ်ပတ်ကြာရင်တော့တိပဲထိုးရတော့မယ်ထင်ပါတယ်အဲ့ဒီအချိန်မှာဥကက်စေကကားအတစ်ကြီးနဲ့ဘလူးကြီးရှိကနေဖုံတတောင်းတောင်းတိုက်ပြီးမောင်းထွက်သွားပါတယ်ဘလူးကြီးကတော့ဖုံတွေကြားမှာချောင်းတဟူးဟူဆိုးရင်းနဲ့ကြံခဲ့ရရှာတယ်ဗျာနီကုံဥကန်တာဟာအခုတော့ရွာသားတွေကိုခြောက်ဖို့နေထားကလေးတွေကတော့အဆွေကျိုးဘလူးကြီးထူးဒီပိုးတော်ကြီးလို့ဝိုင်းစားနောက်တာကိုခံနေရတော့ပါတော့တယ် ထောင်းစဉ်ဘုံမြောက်ဘလူးကြီးလက်စားချေမှုနှင့်ဥကတ်စေဤနီကုံနောက်ခံတေဂီတအစာပိုင်းတွင်တနာစရာလွမ်းကျင်းတန်လေးဖြင့်စတင်ပါမည်တေဇရဟောင်းပေါကဘလူးငိုခြင်းတမနစ်ခန့်ရွာပြင်ကဇရဟောင်းလေးပေါ်မှာတိရွက်ဒီပတ်ပြီးထိုင်နေတဲ့ဘလူးကြီးဥကန်တာဟာအရင်ကလိုခန့်ညားထဲဝါမှုမရှိတော့ပါဘူးကြံနေတဲ့အဆွေတစ်ချောင်းကလည်းထမင်းကျမ်းစားရင်းနဲ့တောင်ကြိုးကျင်ဖြစ်နေပြီဥကန်တာတောက်ငါဘဝဘလူးဖြစ်ပြီးလူတွေစီကထမင်းတောင်းစားရတယ်အားလုံးကဒီတိုင်းဥကတ်ဆေးကြောင့်ပဲသူကငါရွှေတုံးလေးယူပြီးကားအတစ်ကြီးနဲ့ပတ်နေတာငါမျိုးနွယ်စုကလည်းငါ့ကိုအဖတ်မလုပ်တော့ဘူးဒီတိုင်းကအသေးမခံနိုင်ဘူးငါမှာဘလူးပညာတွေကြာသေးတာပဲဥကန်တာဟာသူ့ရဲ့နောက်ဆုံးလက်ကျန်ဘလူးမျက်လက်ပညာကိုသုံးဖို့ဆုံးဖြတ်လိုက်ပါတယ်သူဟာမိုးကောင်းကင်ကိုကြည့်ပြီးကားထားတစ်ခုကိုရွတ်ဖတ်လိုက်တော့လေနှစ်အိမ်မက်ပေးခြင်းနဲ့လောဘ6တမနစ်ခွဲခန့်ညအတန်းကောင်ရဲ့မှာဒိုင်ဥကတ်စေးတယောက်နှစ်ချိတ်အိပ်ပျော်နေတော့ဥကန်တာဟာဥကတ်စေးရဲ့အိမ်မက်ထဲကိုဝင်ရောက်လိုက်ပါတယ်အိမ်မက်ထဲမှာဥကန်တာကဝစ်ဖြူစင်ကြယ်နဲ့နမင်းကြီးရောင်ဆောင်ထားတာပေါ့ဥကန်တာနမင်းရောင်ဆောင်လျက်ဥကတ်စေးမင်းဟာရွာသားတွေစီကပတ်စံနေအများကြီးရထားပေမဲ့ကုသိုလ်မလုပ်ဘူးဒါပေမဲ့ငါကမင်းကိုတငားလို့နောက်ဆုံးအခွင့်အရေးတစ်ခုပေးမယ်မနက်ဖြန်ညနေအတွက်33ကိုသာမင်းကိုယ်တိုင်ပုံအောထိုးလိုက်တရွာလုံးကပတ်စံဒီမင်းစီရောက်လာလိမ့်မယ်ဥကက်စေးလန်နိုးလာတော့ချွေးတွေတောင်ပြန်လို့ဒါနက်ပေတဲ့ကနန်းပဲဆိုပြီးဝမ်းသာအားရဖက်နေရပေါ့သူဟာတခြားတိုင်ကြီးတွေစီမှာသူစီကရထားတဲ့ရွှေတုံးတွေကားတွေအကုန်ပုံအောပြီး33ကိုထိုးလိုက်ပါတော့တယ်ညနေ4 နာရီခွဲရောက်တဲ့အခါရေဒီယိုကနေကြေညာသံထွက်လာပါတယ်ယနေ့ထွက်ကနန်းမှာ88ဖြစ်ပါတယ်ခင်ဗျာဥကက်စေးမျက်လုံးပြူးသွားတယ်ဟာ33မဟုတ်ဘူးလားလို့အော်ဟစ်နေတော့ပါတယ်ဇရက်ဟောင်းပေါ်ကနေဘလူးကြီးဥကန်တဟာတဟားဟားနဲ့ရေမောပြီးရွာထဲကိုဆင်းလာပါတယ်ဥကက်စေးမင်းကငါ့ကို66တုံးကစောက်ထိုက်ကျူကြည်ခိုင်းခဲ့တာလေအခုငါကလည်းမင်းကိုအိမ်မက်ထဲမှာ88ကိုဖြောင်းပြန်ပြခဲ့တာ88ကိုတဝက်ဖြတ်ကြည့်ရင်33ဖြစ်တာမင်းမသိဘူးလားငါဘလူးပညာကိုမင်းကလာနောက်တာကိုဥကတ်စေးဟာရှုံးသွားတဲ့အကျွဲတွေကြောင့်အိမ်ရောကားရောအကုန်ပါသွားပြီးလမ်းဘေးရောက်သွားပါတော့တယ်ဇက်သိန်းဘလူးကြီးဤနောင်တနဲ့အဆုံးသက်တမနစ်ခန့်ဘလူးကြီးဟာလက်စားချေလူအောင်မြင်သွားပြီမြဲသူ့ရွှေတုံးတွေကတော့ပြန်မရတော့ပါဘူး
ဒါပေမဲ့သူဟာသင်ခန်းစာတစ်ခုရသွားပါတယ်သူဟာကြံနေတဲ့အဆွဲလေးကိုလက်နဲ့ဆန်းရင်းနဲ့ရွာသားတွေကိုပြောလိုက်တယ်ဟေးလူတွေထူးဒီဆိုတာဘလူးတောင်ပုံပြောက်စေတာကွာငါတော့အခုကစပြီးထူးဒီလုံးဝမထူးတော့ဟုံတောင်ပေါ်လည်းမတက်တော့ဟုံရွာထဲမှာပဲကလေးတွေကိုပုံပြင်ပြောပြပြီးအေးအေးဆေးဆေးနေတော့မယ်ရွာသားတွေကလည်းဘလူးကြီးကိုတနာတာနဲ့ရွာပြင်မှာတဲလေးတစ်လုံးစောက်ပြီးလိုက်ကြပါတယ်အခုဆိုရင်အဲ့လီရွာလေးမှာအဆွဲကျူးနေတဲ့ဘလူးကြီးတစ်ကောင်ကကလေးတွေကိုထူးဒီမထိုးရဘူးဆိုတဲ့ပုံပြင်တွေပြောပြရင်းနဲ့ပျော်ရွှင်စွာနေထိုင်သွားပါတော့တယ်ဗျာ